ဘိုက်ဆိုင်စားဖို့လိုအပ်တယ်ခန္ဓာကိုယ်ရှိရင်ကျန်းမာရေးကလိုအပ်တယ်ဒါတွေကမရှိရင်သင်ကတက်မရှင်ပါဘူးဒါပေမဲ့ဘုရားတရားမရှိတဲ့လူတွေကကောင်းမွန်စွာနေထိုင်ကြတာပဲလိုအပ်မှုနဲ့ရယူခြင်းရှိနေသေး၍ခဏပျော်ပေမဲ့စိတ်ချမ်းသာမှုကမရပါဘူးဆင်းရဲတဲ့လူတစ်ယောက်ကချမ်းသာဖို့နီလန်းမျိုးစုံကြိုးစားတယ်ချမ်းသာသွားမှသိတယ်ဆင်းရဲခြင်းတော့မရှိတော့ချမ်းသာလာလိုအပ်တာတွေဝယ်လို့ရပြီစိတ်ချမ်းသာမှုကဝယ်လို့မရပါဘူးလိုအပ်မှုနဲ့ရယူခြင်းပိုင်ဆိုင်ခြင်းနဲ့စိတ်ရှိနေသည်ကြိုးစားကြတာပဲကြီးပွားချမ်းသာသွားရင်လည်းအခက်ခဲတွေကပြည်လည်သွားပြီမယ်လောဘနဲ့စိတ်ချမ်းသာမှုကအမြဲလိုအပ်နေမှာပဲကဘာပေါ်မှာချမ်းသာဆုံးကျမ်းမာရေးအကောင်းဆုံးလူကိုသွားမေးကြည့်ရင်တစ်ခုခုတော့လိုအပ်နေမှာပဲအဲ့ဒါကဘာလဲဆိုရင်သူဒီတရားမရသေးလို့ပါတရားဆိုတာကိုယ်တိုင်လုံးမှရတာပါတရားဆိုတာကံနဲ့မဆိုင်ပါဘူးအချိန်တန်ရမယ်လို့မထင်ပါနဲ့ဗျာအချိန်တန်ရမယ်အရာကတစ်ခုတည်းရှိတာပါအဲ့ဒါကသိခြင်းတရားပါဒီကဘာပေါ်မှာသူ့ဟာသူမဖြစ်နိုင်တဲ့အရာကတရားပါပဲမဖြစ်နိုင်ဘူးဆိုတာကသင်္ဘတ်ကဘာမှမလုပ်ပဲတော့မရပါဘူးတချို့ကတရားအားထုတ်တာတောင်မအောင်မြင်ကြပါဘူးသင်္ဘတ်ကဘာမှမလုပ်ပဲနဲ့တော့မမျှော်လင့်ပါနဲ့ဗျာအချိန်ရှိတုံးလေးတော့တရားအားထုတ်ပါကြိုးစားပါပြောခြင်းပါတယ်နေ့တိုင်းဖြစ်မဲ့အရာကိုတော့ဦးစားမပေးပါနဲ့နေ့တိုင်းဆိုတာဘိုက်စားမယ်ရေစားမယ်ပျော်ခြင်းကြမယ်ဒေါသထွက်မယ်အိမ်မယ်ကျမ်းမာရေးအဆိုးမလားကောင်းမလားလောဘကြီးမလားသွားခြင်းနဲ့သွားမလားလဲမလားဒါတွေကနေ့တိုင်းအချိန်တိုင်းဖြစ်လာမဲ့အရာတွေပါဒါပေမဲ့နေ့တိုင်းလုပ်ပြီးမဲ့မရတဲ့အရာကခက်ခဲတဲ့အရာကတရားပါသင်္ဘတ်ကအမြဲတမ်းလုပ်ဖို့တော့လိုအပ်ပါတယ်အဲ့ဒါကအမှန်တရားဦးစားပေးပါတရားအားထုတ်ပါကြိုးစားပါပြောခြင်းပါဖြစ်နိုင်တဲ့အရာကိုတော့လူတိုင်းနေ့တိုင်းလုပ်ကြတာပဲမဖြစ်နိုင်တဲ့အရာကိုလုပ်ဖို့တော့လိုအပ်ပါတယ်တချို့အရာကတစ်ခုရှိရင်တစ်ခုကမရှိပါဘူးနှစ်ခုလုံးတစ်ပြိုင်တည်းရှိနေလို့မရဘူးဥပမာအလင်းရောင်နဲ့အမှောင်ကအတူရှိလို့မရဘူးအလင်းရောင်ရှိရင်အမှောင်ကပျောက်ကွယ်သွားတယ်အမှောင်ကရှိရင်အလင်းရောင်ကမရှိပြန်အမှောင်ထဲမှာကျိုးတကြိုးကိုငွေလို့ထင်လိုက်ရင်သင်စိတ်ထဲမှာကျိုးဆိုတာလုံးဝမရှိပါဘူးမီးထုံးပြီးကြည့်လိုက်တော့ဒါကကျိုးပါလားဆိုတဲ့အချိန်ကြာရင်ငွေကသင်စိတ်ထဲမှာမရှိပြန်ဘူးလေအားလုံးကသင်အမြင်နဲ့အတွေးခေါ်ပေါ်မူတည်သွားတာပါပန်းတပွင့်ကိုသင်ကလှတယ်လို့သတ်မှတ်တယ်ဒါပေမဲ့တခြားလူကအဲ့ဒီပန်းကိုမလှဘူးမကြိုက်ဘူးမနှစ်သက်ဘူးပန်းကောင်ပြောင်းလဲသွားတယ်မပြောင်းလဲပါဘူးတခါတလေလူတစ်ယောက်နဲ့တစ်ယောက်ကမတူကြတယ်လို့ပဲသင်ကဒေါသထွက်နေတဲ့အချိန်ပျော်ရွှင်တဲ့စိတ်ကမရှိပါဘူးပျော်နေတဲ့အချိန်မှာဒေါသချက်ချင်းထွက်နိုင်တယ်သင်ရည်နေတဲ့အချိန်အကြောင်းတစ်ခုခုကြောင့်ငိုလို့ရတယ်လို့ငိုနေတဲ့အချိန်ချက်ချင်းတော့ရည်လို့မရပါဘူးဗျာအချိန်တော့အနည်းချင်းတော့ပေးရမှာပါရည်ဖို့အတွက်တဏှာစိတ်ဝင်နေတဲ့အချိန်ဘုရားတရားကိုသတိလုံးဝမရဘူးဒါပေမဲ့ဘုရားတရားလုံးနေတဲ့အချိန်တရားထိုင်နေတဲ့အချိန်ဆိုရင်တဏှာစိတ်ကချက်ချင်းဝင်လာတာပဲသင်စိတ်ကိုသင်ထိန်းနိုင်တယ်ဒီနေ့ဆိုရင်ဘာမဆိုဖြစ်နိုင်တယ်လုံးနိုင်တယ်အဲ့ဒါကတရားပဲလေလူတိုင်းကအိမ်မက်မျိုးစုံမှတ်ကြတာပဲဒါပေမဲ့တရားနဲ့ပတ်သက်တဲ့အိမ်မက်ကလူတိုင်းတော့မှတ်ကြပါဘူးသူများကိုပိုင်ဆိုင်ခြင်းရင်အဲ့ဒါကလောကကိုပိုင်ဆိုင်လိုက်ရင်အဲ့ဒါကတရားပဲလေကိုတော့မသိဘူးမပိုင်ဆိုင်ဘူးဆိုရင်တခြားလူကိုပိုင်ဆိုင်ဖို့ကမလွယ်ပါဘူးဒါပေမဲ့တစ်ဖက်ကရလာတဲ့ခံဆောင်မှုတော့ရမှာပဲလေဒါကြောင့်စိတ်ချမ်းသာမှုလိုချင်ရင်သင်ကဘာလုပ်သင့်တယ်လဲစဉ်းစားပါဗျာမျက်စိပွင့်တဲ့အချိန်ကသင်အတော့ကမိုးလင်းတဲ့အချိန်ပဲလေအပြင်လောကမှာလှုပ်တင်တာလှုပ်ပြီးပါပြီပျော်တင်တဲ့လောက်လည်းပျော်ပြီးပါပြီတရားအတွက်လည်းအချိန်ပေးကြပါ
တရားအားထုတ်ကြပါတိုက်တွန်းပါတယ်ဗျာအခုလိုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးလက်တင်ပါတယ်